တကဘာလုံးမှာကြော်ကြီးတယောက်တည်းအသက်ရှင်နေတော့အခါသူကစူပါမားကတ်တွေမှာကြိုက်တဲ့လောက်အစားအစာများယူနေခဲ့တယ်သူလိုချင်တာကိုစားနိုင်တယ်တောက်နိုင်တယ်ပြီးတော့သူကအပန်းဖေမော်တော်ရင်းနဲ့နေရာတိုင်းကိုတွာလာနိုင်တယ်ဒါပေမဲ့သူကအခြားမြည်သည့်အသက်ရှင်နေသူများကိုရှာမတွေ့တော့တာကြောင့်သူကဗီလာအင်းတကားကိုထိုက်ရိုက်ဖွင့်ပြီးဝင်သွားခဲ့တယ်ဒီအင်းရဲ့တန်ဖိုးကတန်းပေါင်းရာချတန်တော့ကဘာကျော်ကြားတော့ပန်းချီကားများနဲ့အလတ်ဆင်ထားတယ်ပြားတိုင်းမှာဒိုင်နိုဆောကြောက်ဖေရုပ်ကျွေးများနဲ့အလတ်ပြပစ္စည်းတွေကိုယူဆောင်လာခဲ့တယ်ထို့နောက်သူကဒေါ်လာတန်းချီတန်တဲ့ဝိုင်းကိုရေချိုးကန်နဲ့လောင်းထည့်လိုက်ပြီးနောက်သူကဝင်းစင်းရင်တောင်းနေခဲ့တယ်သူကဘောလုံးအများပြားနဲ့ငါးကန်တွေကိုဖြစ်ခွဲတယ်ကားတစ်စီးကိုတွန်းပို့ရင်းအခြားကားတစ်စီးနဲ့ချက်ချင်းတိုက်မိစေပြီးမီးလောင်ပေါက်ခွဲစေခဲ့တယ်ဒါကိုသူကသဘောကျနေခဲ့တယ်ဒီနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တာကြောင့်သူကအထီးကျန်းမှုပေါင်းစုံနဲ့အခန်းထဲတစ်ယောက်ထဲထိုင်နေခဲ့တယ်ညနာပုံဆွဲထားတဲ့ဘောလုံးကိုလူတစ်ယောက်လိုတင်ညာလုံးစကားပြောနေခဲ့တယ်သူကအဝတ်ထဲဆိုင်တစ်ဆိုင်ကိုတွားပြီးမိန်းကလေးပုံအယူတစ်ခုကိုယူလာခဲ့တယ်လာအနေငယ်အတွင်းမှာပဲသူကအတော်လေးအခြေအနေဆိုးလာခဲ့ပါပြီဒေါ်လာတန်းချီတန်လင်းကြီးကလည်းအမိုင်ပုံကြီးတစ်ခုလိုစုပ်ပြန်နေပါပြီရေကူးကန်ကအင်းသားလိုဖြစ်နေပါပြီသူကကားမောင်းလာရင်တနေရာအရောက်မှာအဝေးတနေရာကမိခိုးတစ်ခုကိုတွေ့လိုက်တယ်သူကအဲ့နေရာကိုစိတ်လှုပ်ရှားစွာအမြန်သွားခဲ့တယ်ထိုနေရာကိုရောက်တော့လူနေထိုင်ထားတဲ့စခန်းလေးတစ်ခုဖြစ်နေရာကိုဝမ်းသာပဲတွေ့ရပါတော့တယ်သူကမိန်းကလေးအဝတ်စားကိုတွေ့ရတော့အံ့ဩသွားတယ်ပြီးတော့အင်ကြီးကိုအငမ်းမရရှိုက်ပြီးမင်းတို့လိုပဲတနာယူပြီးရှူရိုက်လိုက်ပါတော့တယ်